မဟုတ်လေကျွန်တော်တို့ဗျာလူငယ်တွေပဲတီးနေရတာလူကြီးတွေကကြတော့ကောင်းသားနေကြအောင်ထွေထူးတော့ပြောချင်ဘူးဗျာတချို့အရာတွေမယုံကြည်ဖို့ပေါ့နော်တော်လိုင်းအင်အားစုကဟိုအကောင်ကြီးလေးပိုးမယုံကားလေးပေါ့နော်ကျွန်တော်ပြောသလိုခေါင်းဆောင်ကြီးလေးပိုးမယုံကားလေးလို့ကျွန်တော်ပြောချင်တယ်အဲ့တော့နှစ်ကောင်မိုင်းလောက်ပေါ့နော်ဒီဟိုနှစ်ကောင်မိုင်း2020အခုလောက်မှကျွန်တော်စပါတယ်ဟာမှာပေါ့ကျွန်တော်တင်းနဲ့6လတက်တယ်တက်ပြီးကျွန်တော်ရွှေဘိုတရက်ဆန်ကားပါကျွန်တော်တောင်ထမ်းဆောင်တယ်တောင်ထမ်းဆောင်ပြီးရွှေ15နေပြီးကျွန်တော်အဲ့မှာကျွန်တော်6လတောင်ထမ်းဆောင်ပြီးတော့အိမ်အောင်ကြပြီးနောက်ပိုင်းကျွန်တော်ဒီဘက်ကိုပြန်ရွှေ့တယ်ဒီမှာဝက်လက်ကျွန်တော်ဝက်လက်မြို့နယ်ပါလာဖမှာကျွန်တော်တောင်ပြန်ထမ်းဆောင်တယ်စမကတိုင်းနယ်မှာတခါတတပြင်ပြန်တောင်ထမ်းဆောင်ပြီးမှကျွန်တော်ဒီဟွာလောက်မှာကျွန်တော်အဲ့9လလောက်တောင်ထမ်းဆောင်ပြီးကျွန်တော်နားလိုက်တယ်တနေ့နီးလောက်ပြန်နားရတယ်နားပြီးတော့ကျွန်တော်ဒီ2024 2023တက်ကောင်မှပြန်ပြီးတောင်ထပ်ပြန်ထမ်းဆောင်တယ်အားရကျွန်တော်မင်းအားကြောင့်ကျွန်တော်မျိုးနယ်တက်စိတ်နေနေပေါ့နော်စကိုင်းမျိုးနယ်ပါလာပါတက်စိတ်နေတောင်းထားတယ်အားနေပြီးတော့ကျွန်တော်မျိုးနယ်မူချင်းချောင်းရှိတယ်မျိုးနယ်မှာမျိုးနယ်ချင်းချောင်းရှိတယ်ကျွန်တော်မျိုးနယ်တောက်တက်တဲ့ခါကျမှကျွန်တော်ပါလာပါမင်းတိုင်းနယ်ပါလာပါနော်အခုပြတင်ဝင်စပွဲတယ်ပေါ့အမှကျွန်တော်ဒုတောင်ငယ်ဆေးတောင်ကဒုတောင်ငယ်နဲ့ပြစတောင်ဆေးတောင်ငယ်ပြီးတယ်မထောင်ထားမယ်ကျွန်တော်ဝင်လာတော့တော်လိုင်းရေးထဲမှာကျွန်တော်စဝင်လာတော့ကျွန်တော်ကိုခံပြန်တဲ့ကိုဝင်ခဲ့တာပေါ့နော်ဒီကာလမှာကျွန်တော်သိခဲ့တဲ့အရာတွေကဘာလို့ဆိုရင်အောက်ခြေရဲဘော်တွေပဲကျွန်တော်တိုက်နေရတဲ့အရာတွေပေါ့နော်တိုက်ပြီးတော့ဒီခေါင်းကြီးပိုင်းတွေပဲလှုပ်ရှားနေတဲ့အရာတွေပေါ့ဒီထဲမှာတော့ပိုသိရဲဆိုတော့ကျွန်တော်တော်များများပေါ့နော်ဒီစကိုင်းကျွန်တော်ဒီခြေလိုက်တဲ့စကိုင်းရုံးနယ်မှာလူကြီးတော်များများပေါ့နော်10ဦးရှိရင်9ဦးလောက်ကဒီဘက်ကဘုံလုံးဆက်သွယ်နေပေါ့သူချိတ်ဆက်မှုတွေရှိရနော်ရဲဘော်တွေပဲအောက်ကလောင်းငယ်သားတွေပဲထိုးကြွေးတာတွေရှိတယ်ဒါမျိုးတွေပေါ့ဒါမျိုးတွေသိရပြီးနောက်ပိုင်းကျွန်တော်ဒါလင်းဝင်လာခြင်းဖြစ်တယ်ကျွန်တော်ရဲဘော်တွေနဲ့အကုန်လုံးလင်းဝင်ခဲ့တာပေါ့နော်ရဲဘော်တွေနဲ့အခုလက်ရှိရဲဘော်တွေ15ယောက်ပါတယ်ပေါ့ကျွန်တော်တို့နော်အဲ့လိုလင်းဝင်ခဲ့တာပေါ့နော်ချိတ်ဆက်ပြီးလင်းဝင်ခဲ့တာတော့ကျွန်တော်ဘယ်လိုပြောမလို့ကျွန်တော်ဆက်ဆက်ရင်ကောင်းတယ်ပြောကျွန်တော်ဒီဘက်နဲ့ဟိုနဲ့အရင်ကတည်းကကျွန်တော်ဆက်ဆက်ရင်ကောင်းမွန်နေတာရှိတယ်ကောင်းမွန်တဲ့ဆက်ဆက်ရင်ရောအတိလည်းသိခဲ့တာပေါ့ကျွန်တော်တို့ဒါကြီးမလုပ်ခင်တော့အကန့်အရာပြောမလို့ညီကိုလေးလည်းရှိခဲ့တယ်တကယ်ချင်းတွေဖြစ်ခဲ့တာအဲ့ဒါကိုအကန့်နေတော့ချိတ်ဆက်ဝင်ခဲ့တယ်ကျွန်တော်တို့တော်လိုင်းတရက်ကကျွန်တော်ဘယ်လိုပြောမလဲနာမည်လေးရလာလို့ရင်ကျွန်တော်တိုက်ခိုက်မဲ့လူများလာတယ်တကယ်အပေါ်မှာဗျအကောင်လူကြီးပေါ့နော်အကောင်ကြီးတွေကြတကယ်အမားတွေအများကြီးလုပ်ပြီးတော့မှဖုံးပြီးတော့ပြည့်တယ်လို့နေကြတယ်ပြီးကျွန်တော်တို့လိုဒီအောက်ခြေဟိုဒီတောင်ကန်လေးတစ်ခုအနေနဲ့ကျွန်တော်တို့နမဲတားရတဲ့အချိန်မှာတို့ကထုံးနှက်ချက်တွေများလာတယ်ကျွန်တော်တို့ဖမ်းမဲ့စီးမယ်ပေါ့နော်တချို့ပြမှုအသေးလေးတောင်မှကျွန်တော်တို့လူမှုရေးအကန့်ပေါ့ဗျာကျွန်တော်လူမှုရေးပြက်ကလေးတောင်မှကျွန်တော်ဖမ်းမဲ့စီးမယ်ပေါ့ကျွန်တော်သတင်းကြားရကကျွန်တော်အောင်ပြစ်ဖမ်းမယ်ဆိုတဲ့မိတ်ထွက်တယ်ပေါ့နော်ဒါတွေကိုကျွန်တော်လည်းကျွန်တော်ပေးစတာနဲ့မတန်ဘူးထင်လို့ကျွန်တော်ဒီဘက်ကိုကျွန်တော်လင်းဝင်မှုဆိုကျွန်တော်လုံးဝဆောင်ရွက်နေတယ်ဒါပါပဲကျွန်တော်ဟိုထင်မြင်ချက်ပြောရမယ်ဆိုရင်တော့အဲ့လိုမဟုတ်ဘူးဗျာကျွန်တော်တို့ထိနာလို့လည်းမဟုတ်ဘူးဗျာကျွန်တော်တို့ဝင်တဲ့ခါထဲမှာဟိုတော်တိလူကတော့တချို့လူငယ်တချို့ကတော့ကျွန်တော်ဒီတနက်လေးကန်ရလို့သူတို့ဟိုစိုက်လုံးမနော်ကျွန်တော်တို့ဝင်တဲ့လူရှိတယ်တချို့လူတွေတို့ခံကြတဲ့သူဝင်ဒါပေမဲ့ခေါင်းကြီးတွေပြက်ပြက်သွားတဲ့နေ့ပေါ့နော်တိုက်လို့ခိုင်းလို့ထက်ပြက်ပြက်သွားလို့သူတို့ဝင်ရတာပေါ့နော်ဒေါ်လာကြီးကိုစိတ်ကုန်သွားပြီပေါ့နော်ဒီကျွန်တော်တို့သိတဲ့သိရတဲ့အကြောင်းအရာတွေသိတဲ့ခါကျတော့ဝင်တယ်ဘယ်လိုမှဆိုရင်လည်းရည်ချင်းပြောမှဆိုရင်ပညာရည်ချင်းရှိတဲ့လူတွေပါတယ်ပေါ့ဥစနတဲ့လူတွေကတော့တော်တော်များများတွေးပြီးဝင်ရတော့တာပဲဘယ်လိုမှတော့တိတ်တော့ဂျုံတွေရပေါ့ဒီမှာအကောင်းဆုံးဆက်ဆံပါတယ်ဟိုတော်တက်ထဲမှာရောက်တော့လေအကောင်းဆုံးကျွန်တော်တို့လိုအပ်တာအကုန်လုပ်ပေးတယ်အကုန်လုံးစစ်ဆေးပေးတယ်အကုန်လုံးလုပ်ပေးတယ်အခုလည်းကျွန်တော်တို့ကောင်းမွန်ထားပေးတယ်ကျွန်တော်တို့ကတော့ဟိုအကောင်းဆုံးကြိုးစွေပေးတဲ့ကျေးဇူးလက်တင်တယ်ပေါ့နော်ဒါတော့ဒီလိုမျိုးကျွန်တော်တို့ကြိုးစွေမယ်ဆိုတော့နောက်တဲ့လည်းဝင်ဖို့လူတွေလည်းအများကြီးရှိပါတယ်ဒါအဓိကတော့ဟိုကျွန်တော်တို့ဘက်မှာလည်းဟိုမီဒီယာရပြောမှဆိုသူ့မီဒီယာကိုမီဒီယာရှိတယ်သူတို့မီဒီယာဘက်မှာလည်းသူတို့သတင်းဖြန့်တာကတော့ဘာလို့ဒီဘက်ကိုဝင်စကြောရေးမှာတတ်တာဖြစ်တာလေဒါကြောင့်မို့အဲ့လိုမျိုးတွေကြောက်လို့မဝင်တဲ့လူတွေလည်းများတယ်တကယ်ကျွန်တော်တို့လူမျိုးကောင်းကောင်းမွန်မွန်ကမ်းလှမ်းနေထားတဲ့ဆိုရင်သိတယ်ဆိုရင်ဝင်ဖို့လူတွေလည်းအများကြီးရှိပါသေးတယ်ဒီလူငယ်လေးတွေကိုမေးချင်တာတော့အများကြီးမေးချင်သူမင်းကျွန်တော်ပြောတဲ့ဒေါ်လာရဘာဒေါ်လာရေးကိုကျွန်တော်မေးချင်တယ်ကျွန်တော်မနေ့ကကျွန်တော်စီမှာလည်းဖုန်းဆက်ပြီးသားတဲ့ရဲဘော်လေးတွေရှိကျွန်တော်ပြောပြတယ်ဒေါ်လာရအလားလားလို့ကျွန်တော်မေးလိုက်တယ်သူတို့ကောင်းစားဖို့အရေးပြကျွန်တော်ပြောတာယူနီဖောင်းလေးဝတ်တဲ့လေးကန်အောင်ကျွန်တော်တို့ဖိတက်လို့မရဘူးကျွန်တော်ပြောတာကျွန်တော်တို့မှာဒီမက်ချက်တွေရှိရမယ်အကုန်လုံးရှိရမယ်ဓာတ်တွေခွင့်ရှိရမယ်မရှိဘူးကျွန်တော်တို့မှာချောင်းကျွန်တော်ရဲဘော်တွေကိုပြောတယ်ကျွန်တော်ရုံးထွက်နိုင်တယ်ရုံးထွက်ခဲ့ပါကျွန်တော်ပြောလို့ကျွန်တော်မီဒီယာပေါ့နော်မီဒီယာတော့သူတို့တင်တာပေါ့ကျွန်တော်တို့ကဟိုပြစ်မှုတွေရှိတယ်ကျွန်တော်ထုတ်ပေးတယ်ဆိုဒါကတော့သူတို့စီကထွက်သွားလို့မှဒီစကားတော့ဗျာကျွန်တော်တို့မထွက်ခင်ကကျွန်တော်တို့လိုလာသူတို့ကဟိုတောင်းတနေတဲ့လူမျိုးတွေပေါ့နော်ကျွန်တော်ထွက်သွားမှဒီစကားမျိုးတွေပြောတာပေါ့ပြောတာတောင်းပန်စကားပြောရတာရှိပါတယ်ကျွန်တော်တို့ဟိုတချို့အရာတွေမှာခုလက်တွေ့မှာကျွန်တော်တို့ဒီဟိုစကိုင်းဒီခြေဆိုင်တွေမှာဒီစကိုင်းမျိုးနယ်ပေါ့နော်မျိုးနယ်ခြေဆိုင်တွေမှာလည်းဖြစ်နေရတယ်ရှိတယ်နော်ဟိုတော်တော်လေးဟိုပြည်သူကညုံညင်တဲ့ຢာတွေလည်းရှိနေပါပြီနော်ကျွန်တော်တို့ဟိုဒီကျမ်းဖတ်ပြီးတဲ့ကိုတော်တော်လေးညုံညင်နေတာမဟုတ်ဘူးဟိုတချို့ຢာတွေဆိုရင်ဟိုတနတ်တို့ကိုင်းပြီးလောင်းအလာမခံနေတော့အဲ့မျိုးဖြစ်နေတယ်ဘာလို့ဆိုတော့သူတို့ကစီရေးပေါ်ဆောင်မယ်ဆိုရင်မကြည့်တော့ဘူးပြည်သူကမကြည့်တော့ဘူးသူတို့လှုပ်ရှားချက်လုံးမှာအခုကျွန်တော်တို့ဒါမကြောက်ကျွန်တော်မုံငင်းထဲမှာကာလာတင်မှာအခုဆက်လေးမှာစစ်ကြောင်းရှိတယ်အဲ့စစ်ကြောင်းမှာပြည်သူသေးတာ၄ယောက်လောက်ရှိပြီးမိုင်းနေပြီးသေးတယ်ဒါပေမဲ့ပြည်သူရဲ့နစ်နာလာတယ်ကျွန်တော်တို့ကဆိုမ
ဒီကတော့ကျုံခဲ့ရတာကျွန်တော်တို့အဖွဲ့တော့တော့မကြုံခဲ့ရဘူးတခြားအဖွဲ့တွေအနေနဲ့တော့ကျွန်တော်တို့ဒီမြေပြင်မှာတွေ့ရှိရတော့ဟိုမီဒီယာမှာမတက်အောင်လာဖိရတာပေါ့သူတို့ဆန္ဒပြရတယ်တော်တော်များတယ်ကျွန်တော်တို့ပြတယ်ကျွန်တော်တို့ဒီစကိုင်းထွက်လောက်မှဒီစကိုင်းမျိုးကြီးတော်တော်များများရှိတဲ့ဟာဆိုတော်တော်ဆန္ဒပြကြတာများတယ်သူတို့မီဒီယာမှာမတက်အောင်တားဖိထားလို့ရွာထဲမှာဂိတ်ထိုင်နေရွာထဲမှာသူတို့လက်လွတ်စပယ်လုပ်တဲ့လုပ်ငန်းတွေပေါ့ဒါတွေကိုမကြည့်ညို့လို့ဆန္ဒပြကြတာပေါ့ဟိုကြနိုင်ယူရတယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်တို့ဒီခုလုပ်နေတဲ့လူငယ်လေးတွေကိုပြောချင်တာတော့ကိုမတန်ဘူးလို့ကျွန်တော်တို့ပြောချင်တယ်နော်ကျွန်တော်တို့အများဆုံးကျွန်တော်တို့ဒီဘက်ကိုဝင်ပြီးကျွန်တော်တို့ကောင်းမွန်လုပ်ပဲလက်နက်ကင်လမ်းသားနဲ့ထွက်ပြီးကွန်ပျူတာနဲ့ကိုရက်တည်ဖို့လိုတယ်ကျွန်တော်တို့ကလဲမတန်မောင်တာရဲဘော်သူတို့လည်းသိပါတယ်အချို့ရတယ်သူတို့ကဟိုထွက်ပြေးရတဲ့ຢာတွေရှိတယ်ပေါ့နော်သူတို့ကဒီရက်တိုင်တဲ့ဘွဲတွေမှာဆိုရင်သူတို့ကထွက်ချင်တယ်ဆိုရင်ထောင်ချတာလည်းရှိတာပေါ့ဒါမျိုးနဲ့ချုပ်ခိုင်းရတဲ့ຢာတွေလည်းရှိထွက်ရတဲ့လူလည်းများပါတယ်ထွက်လို့မရအောင်ချုပ်ရတဲ့ຢာတွေလည်းရှိတာပေါ့ထွေထူးတော့ပြောချင်ဘူးဗျာတချို့ຢာတွေမယုံကြည်ဘူးပေါ့နော်တော်လိုင်းအင်အားစုကဟိုအကောင်ကြီးလေးပိုးမယုံကားလေးပေါ့နော်ကျွန်တော်ပြောသလိုခေါင်းဆောင်ကြီးလေးပိုးမယုံကားလေးလို့ကျွန်တော်ပြောချင်တယ်အဲ့ထဲကိုဘယ်လိုရောက်သွားလဲဆိုတော့ဟိုထားပါတော့အဲ့အတော်ဒီသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ထဲရောက်သွားတယ်ဒါပေမဲ့အဲ့လက်နက်ကင်ဖွဲ့ပြီးမကြိုက်လို့ခုဒီဘက်ကိုပြောင်းလာကြမကြိုက်တဲ့ဟာပြောရမယ်ဆိုရင်တော့ဟိုငတူးတို့ဗျာစနီးတို့နားကြီးတို့ဗျာအကုန်တယောက်မှမကြိုက်ဘူးသူတို့လုံပုံလုံကြီးသူတို့ကဗျာကျွန်တော်တိုက်စစ်တိုက်တယ်ကျွန်တော်စစ်တိုက်တယ်ကျွန်တော်တို့ကြတော့ဗျာအကောင်းမမြင်ဘူးကြီးသွဲလည်းကျွန်တော်အကောင်းမမြင်ဘူးဗျာကျွန်တော်ကကိုယ်ဆန်နဲ့ကိုတိုက်ရတယ်ဗျာကြီးသွဲလည်းကိုယ်ဆန်နဲ့ကိုဝင်ရတယ်အဲ့ဒါကိုသူတို့ကအဲ့ဒါဗျာသူတို့ကကျွန်တော်တို့ဗျာအကောင်းမြင်လို့ဒီထဲကိုပြောင်းလာတယ်အဲ့ဒီဘက်ကောင်းနေကျွန်တော်တို့ဆက်တဲ့နာနေရရတယ်ကုန်စင်ပြီးဟုတ်ကဲ့ဟုတ်အားလည်းမလိုအောင်ဘာမှတော့မကြောင်းနဲ့ဘာမှလည်းမလုပ်ဘူးဒီကကျွန်တော်တို့အားလုံးအဆင်ပြေအောင်လုပ်ပေးထားတယ်ကျွန်တော်နေဖို့ထိုင်ဖို့စားဖို့သူတောက်ဖို့လည်းကုန်စီတင်မိတာတွေအကုန်လုံးဆင်ပြီးတော့ဒါကဘာလို့ဖိတ်ခေါ်ချင်ပါလဲဖိတ်ခေါ်ဒီမှာအဲ့လိုနေမဲ့တာဒီဘက်မှာပဲစားရတာနေကောင်းတယ်မဟုတ်လေကျွန်တော်တို့ဗျာလူငယ်တွေပဲသေးနေရတာလူကြီးတွေကြတော့ကောင်းသားနေကြတော့